ဒီကလေးမလေးကတော့ဒုက္ခတွေရောက်ကုန်ပြီဟဲ့သူ့ရဲ့ကောင်လေးကလေစပင်းရှင်လေးနဲ့ဆိုပို့ပြီးတော့မှ80ကောင်းတယ်လို့ပြောလို့တဲ့စပင်းရှင်မြတ်ချင်းတို့ဆိုပြီးတော့မှဒီတွိုင်နဲ့ကိုမျိုးဆက်တဘာဝချင်းမဲ့မိုးလေးကိုတလားစာတုံးတော့ဝဲတုံးလိုက်တာအခုဆိုရင်2000ပဲ300တာရှိသေးတယ်စပင်းတွေကအစ်စ်ပေါက်လာတဲ့အပြင်ကိုမှငကိုတင်နှစ်ဆပို့ပြီးတော့မှအုတ်ထုရှင်မြတ်လာလို့သူ့ရဲ့ကောင်လေးကတော့ဘာတွေခိုးတုံးလဲလို့မေးခံနေရပြီတဲ့ကိုကတကယ်ကိုမှစပင်းရှင်မြတ်ချင်းနဲ့စပင်းကျွတ်တက်တာပြီးတော့မှအုတ်ထုရှင်မြတ်ချင်းနဲ့ဆိုရင်တော့ဒီတွိုင်နဲ့ကိုမျိုးဆက်တဘာဝချင်းမဲ့မိုးလေးကိုတလားစာတုံးတော့ဝက်ဆက်တုံးကြည့်ပေးမတိတာဘူးဆိုရင်မွေးဆယ်စပြန်ပေးသူကိုအာမခံချစ်ပေးဘဲရအနီကိုဘာလောက်တာလဲလို့ကိုကသွားဆက်စုကြည့်လိုက်တာစပင်းနေရောင်းပလိုက်တာသူကလေစံဘူးမရှိလို့တဲ့ဆိုအဲ့နဲ့အနီတို့စိတ်မပူနဲ့တမီးမှာခိုင်ကျိတ်မှန်မို့ရှိရဲလို့ခိုင်ကျိတ်မှန်မို့လေးတုံးကြည့်အနီတလားစာ3ထုပ်လေးပဲတုံးကြည့်ပေးလို့လားစာ3ထုပ်လုံးမှာလို့စပင်းနေမပေါက်ဘူးဆိုရင်လို့တမီးလို့ငွေပြန်အမ်းပြီးတဲ့အနီတို့ဒီခိုင်ကျိတ်မှန်မို့ကလို့စပင်းပေါက်ကိုပေါက်တဲ့အနီလို့ဆိုတာနဲ့အဲ့ဒါနဲ့သူကတဲ့တလားစာ3ထုပ်လေးတုံးပေးရတယ်3ထုပ်တာမဟုတ်သေးဘူးစပင်းနေချွေမြန်လာလို့တဲ့နော်ဒီခိုင်ကျိတ်မှန်မို့လေးကိုအဲ့လိုမျိုးစပင်းနေပေါက်ရှင်နေချွေမြန်ရှင်နေဆိုရင်တော့မှာလို့ရပါရဲ့ရှင်TikTok CP ဘိုက်ပါနေလာမှာပေးပါရှင်မျိုးပေါင်းတော့အယောင်ကိုရှိပို့ပေးနေပါတယ်